God's Word Express ဒီနေ့ကျွန်တော်တို့အထူးလေးလာဆွေးနွေးဖို့ရွေးထားတဲ့အကြောင်းအရာကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဗျာ New Wine International Church ကတင်းဟုတ်ဆရာ Dr. Kum Ek Khawena Krathiti ရဲ့တရားဒေသနာတစ်ခုပါခေါင်းစဉ်ကဒါကဆေးရန်ငွေပဲရှိသေးတယ်တဲ့ ဟုတ်ပါတယ်ရှင်ဒီခေါင်းစဉ်လေးကိုပဲဒေသနာတစ်ခုလုံးရဲ့အနှစ်သာရကိုဖော်ပြနေတယ်လို့ပဲအဓိကဆိုလိုချင်တာကလေခရိယန်တရားအနေနဲ့ဒီကဘာပေါ်မှာဘလို့ပဲကောင်းမွန်တဲ့အရာတွေကောင်းကြီးမင်္ဂလာတွေခံစားရပါစေအဲ့ဒါတွေအားလုံးကနောက်မှရမယ်အမွေနဲ့အပြည့်အဝအတွက်နမူနာလေးမိစမ်းကြည့်ရတာမျိုးဒါမှမဟုတ်အိမ်ဝယ်ဟုတ်ဆယံငွေချထားတယ်လို့မျိုးပဲရှိသေးတယ်ဆိုတဲ့အမြင်ကိုတိဆောက်သွားတာပါ ။အိုးတော်တော်လေးအမြင်ကိုပြောင်းပြန်လန်လိုက်တဲ့အတွေ့ခေါ်ပဲနော်။ဘာလို့လဲဆိုတော့တော်တော်များများကဒီဘဝမှာအောင်မြင်မှုတို့ချမ်းသာမှုတို့ကဖျားသခင်ပေးတဲ့အဆုံးစွန်သောဆုလာလို့ထင်တတ်ကြတာကိုဒေသနာရဲ့အစမှာအတိပညာမရှိရင်ပျက်စီးတယ်ဆိုတဲ့အချက်နဲ့စထားတာကဒီအမြင်ကိုပြင်ချင်လို့များလားဗျ။ အကယ်၍ကိုကဒီဆရန်ငွေသဘောတရားကိုနားမလည်ဘူးဆိုရင်လေပစ္စုပန်မှာကြုံရတဲ့အခက်ခဲတွေပိစရမှုတွေကိုအလကားလို့ထင်သွားနိုင်တယ်။ဒါမှမဟုတ်ရလာတဲ့ကောင်းကြီးတေးသေးလေးလီမှာပဲတာယာပြီးလို့ရောင်းရည်သွားနိုင်တယ်ပေါ့နော်။မြေအိုးဥမာကိုသူတုံးသွားတာတတိထားမိလား ဟုတ်မြေစည်းတစ်ခဲကနေမြေအိုးဖြစ်လာဖို့ ။ဟုတ်တယ်။မြေစည်းတစ်ခဲကလာပါတဲ့မြေအိုးဖြစ်လာဘူးထူးနှက်ခံရတယ်မိဖို့ခံရတယ်။အဲ့ဒါကပစ္စည်းချင်းမဟုတ်ဘူးပုံသွင်းခြင်းပဲ။ဒီလိုပဲဒီဘဝရဲ့စံတတ်မှုလေးကနောက်မှရမယ်ကောင်းကြီးအထက်ပြင်ဆင်ခြင်းဖြစ်တယ်ဆိုတာကိုသူကအခြေခံတိဆောက်သွားတာပါ အဲ့ဒီပြင်ဆင်ခြင်းဆိုတဲ့အပိုင်းကိုစက်ထွန်ကြည့်ရအောင်သင်ဥစ္စာကသူ့ရဲ့ခရစ်ယာန်တတန်နဲ့30လုံးဘုရားသခင်ကသူ့ကိုပြင်ဆင်ခဲ့တယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကိုတကယ်ထီးသွားတဲ့ဥပမာကသူ့သားသမီးတွေကိုသူ့ကိုယ်တိုင်ပြင်ဆင်ပေးခဲ့တဲ့ကိုတွေ့ဇလန်ပဲ အသမီးတွေကိုကမ္ဘာအကောင်းဆုံးတက္ကသိုလ်တွေတက်နိုင်ဖို့ငယ်ငယ်ကတည်းကဘာသာစကား3မျိုးကိုပဝန်းကျင်မှာတဘာဝကြကြသင်ယူနိုင်အောင်စီစဉ်ပေးခဲ့တယ်ဆိုတာကဖျားသခင်ရဲ့ပြင်ဆင်မှုကကြက်ပန်းမဟုတ်ပဲအသေးစိတ်ကြပြီးအမျှော်အမြင်ကြီးတယ်ဆိုတာကိုပုံဖော်ပေးလိုက်တယ်လို့ပဲ ဒါမဲ့ဒီနေရာမှာမေးစရာတစ်ခုရှိလာတယ်ဗျအဲ့ဒီလို ကျေချောက်ပွင့်ဟိုတယ်လို့ဥပမာတွေကမ္ဘာအကောင်းဆုံးတက္ကသိုလ်လို့ဥပမာတွေကသာမန်ဝင်ငွေသာမန်ဘဝမှာရုန်းကန်နေရတဲ့နားလောင်သူတယောက်တည်းလက်တွေမကြဘူးနည်းနည်းစိမ့်သက်သွားစေနိုင်မလားဒါကငါတို့နဲ့မဆိုင်တဲ့ဇလန်ပဲလို့ကောခန်းစားသွားရနိုင်မလား ဒါရန်ကောင်းတဲ့မေခေါင်းပဲရှင်အဲ့ဒါကဒီလိုဥပမာတွေရဲ့ Andrea ပဲဒါပေမဲ့ဒေသနာရဲ့ context ကြီးတစ်ခုလုံးနဲ့ပြန်ကြည့်ရင်သူဆိုလိုချင်တာကရိုးဝတ္ထုပစ္စည်းရဲ့ဇာမောကိုမဟုတ်ပဲအဲ့ဒီနောက်ွယ်ကအစီအစဉ်နဲ့ဂယုစိုက်မှုကိုပဲအဓိကကဖျားသခင်ကသူ့လူတွေအတွက်တာမန်ဘဝတစ်ခုတည်းပိုတဲ့အစီအစဉ်အမြဲရှိလေအဲ့ဒီအစီအစဉ်အတွက်အချိန်ယူပြင်ဆင်နေဆိုတဲ့အချက်ကိုပဲအားလုံးနဲ့သက်ဆိုင်စေချင်တာပြင်ဆင်မှုရဲ့ပုံစံကတယောက်နဲ့တယောက်တူမှာမဟုတ်ဘူးပေါ့ ဟုတ်ပြီအဲ့ဒီတော့ဒီပြင်ဆင်မှုကာလကရှေ့ကြနိုင်တယ်ခက်ခဲနိုင်တယ်အဲ့ဒီအချိန်မှာတယောက်တည်းရုန်းကန်ရမှာလားဒေသနာကဒီအချက်ကိုစပိဖြေရှင်းထားတယ်နော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အခန်းကဏ္ဍကိုထည့်ပြောလာတယ် ဟုတ်တယ်ယေရှုကကောင်းကင်ဘုံကိုပြန်ကြွသွားတဲ့အခါယုံကြည်သူတွေကိုမိဘမယ်တွေလို့ပြစ်မထားခဲ့ဘူးသူ့နေကမှာအစားထိုးဖို့ paraclete ဆိုတဲ့နှစ်သိမ့်ပေးသူကိုဆေလွတ်ခဲ့တယ်လို့ဆိုတယ် ဝေါအဲ့ဒီအချက်ကိုရှင်းပြသွားတဲ့ coffee ဆိုင်က barista ဥပမာကတော့တကယ်ကိုထိမိတယ်ဗျာဒီလောက်နည်းနည်းတဲ့ဘာသာရေးယူအစားတစ်ခုကိုဒီလောက်ရိုးရှင်းပြီးလက်တွေ့ကြတဲ့ဥပမာနဲ့ရှင်းပြနိုင်တာ unwofu ကောင်းတယ်အရန်တော်တဲ့ barista တလောက်အလုပ်ထွက်သွားပေမဲ့သူ့ရည်ရှင်တိုင်းပဲရှိတဲ့နောက်တစ်ယောက်ကိုအစားထိုးထားခဲ့တယ်ဆိုတော့ယူကြည်သူတွေအတွက်ဘာမှရည်သွေးကြမသွားဘူးဆိုတဲ့အာမခံချက်ကိုပေးလိုက်တယ်လို့ပဲ အဲ့ဒီအချက်ကသိရေးကြည့်တယ်ရှင်အစားထိုးတယ်ဆိုတာအစစ်နှိမ့်လိုက်တာမဟုတ်ဘူးအရေးသွေးသူကိုစက်ထိန်ထားပေးတယ်ဆိုတဲ့သဘောပြီးတော့ကျန်းစာတွေကတခြားဥပမာတွေဖြစ်တဲ့တိုးတွေကလေးငယ်တွေနဲ့ဆက်လိုက်တဲ့အခါပုံကပူရှင်းသွားလိုက်ကိုယ့်ဘာသာကိုလမ်းမမြင်နိုင်ကိုယ့်ကိုမဆုံးရှုံးနိုင်တဲ့သူတွေအသေးစိတ်ကအစလမ်းညွန်ပေးမဲ့ဂူးဆိုင်ပေးမဲ့သူရှိနေတယ်ဆိုတဲ့ခံစားချက်ကိုနှွေးနှွေးထွေးထွေးပေးလိုက်တာပါ ဒီလိုလမ်းညွှန်မှုပြင်ဆင်မှုတွေနဲ့အတူဒီဘဝမှာခံစားရတဲ့အတွင်းကြုံတွေကဘာလဲဆိုတော့ကိုဒေသနာရဲ့အဓိကအနုချုပ်ဖြစ်တဲ့ကောင်းကင်လက်ဆောင်ကိုမြေစမ်းခြင်းဆိုတဲ့အပိုင်းမှာဆက်ရှင်းသွားတယ်ဟေဘရဲဩရာစာမှာပါတဲ့အတွေ့အကြုံ၅မျိုးကိုပြောသွားတယ်နော် အဲ့ဒီ၅မျိုးထဲမှာအဓိကတော့ချက်စကလုံးကမြေစမ်းရချင်း have tasted ဆိုတာပဲဒီစကလုံးလေးတစ်လုံးကအရာအလုံးရဲ့အဓိပ္ပာယ်ကိုပြောင်းပစ်လိုက်တာဒေသနာမှာသုံးတဲ့ဂုဏ်တိုက်ကအစားအသောက်နမူနာ sample ဥပမာကရှင်းရှင်းလေးပဲကိုစားလိုက်ရတာကအလကားဝယ်လေအသားလုံးကြော်လေးတစ်လုံးဒါပေမဲ့အဲ့ဒါကစားတော့ဆိုင်ကြီးတစ်ခုလုံးမှာရှိတဲ့ဟင်းလျာတွေရဲ့အရာတာကိုစားပြူတယ်
ဒီဘဝမှာကိုရလိုက်တဲ့အောင်မြင်မှုဝမ်းမြောက်မှုအံ့ဖွယ်မှုအလုံးဟာအဲ့ဒီအသားလုံးကြော်လေးလိုပဲအစအနာလေးပဲရှိသေးလေ main course အကြီးကြီးကလာအောင်မယ်ဆိုတဲ့သဘော ဒီအချက်ကိုသူကလေထဲမှာတင်းစကအဖြစ်မှထားခဲ့ပဲလက်တွေ့ကျရတဲ့ဥမာနဲ့တက်တည်ပြသွားတယ်ပထမဆုံးကတော့တမန်တော်ပေထရိုပဲယေရှုကိုတုံးဟန်ညင်ခဲ့တယ်တရားတော်ဒီကိုနားထောင်ပေးမယ်အပြည့်ကနားမလဲခဲ့တဲ့ပေထရိုကတန့်ရှင်းသောဝိညာဉ်တော်တက်ရောက်ပြီးတဲ့နောက်မှာကျမ်းစာကိုနက်နက်ရှင်းပြနိုင်တဲ့သူဖြစ်သွားတယ်ဒါကကောင်းကင်ဘုံမှာရမယ့်ဉာဏ်ပညာအပြည့်ဝအရသာမြေစမ်းခွင့်ရလိုက်တဲ့တော့ဒီလိုမြင်လို့ရမလား အတိအကျပဲရှင်အဲ့ဒါအလင်းကိုကချင်ခံရခြင်းရဲ့လက်တွေ့ဥမှာပဲနောက်ပြီးထန်ခိုးနဲ့အံ့ဖွယ်မှုတွေပေတရုရဲ့အဲ့ဒီကြောင့်လူတွေယောဂပြောက်တာရှင်ပေါလုရဲ့အဝတ်စာကြောင့်နှဆိုးတွေထွက်ပေါ်လာတယ်ပေါ့ဒီနေရာမှာဒေသနာရဲ့ထောက်ပြချက်တစ်ခုကစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒါတွေကခွာဆန်းထူးခြားတဲ့အံ့ဖွယ်မှုတွေ extraordinary miracles တဲ့ဆိုလိုတာကအဲ့ဒီခေတ်မှာတာမန်အံ့ဖွယ်မှုတွေကနေ့စဉ်နဲ့များဖြစ်နေကြမှုလို့မှတ်တမ်းတင်စရာတော့မလိုဘူးဒီအမှုတွေကအယမ်းထူးခြားလို့ဒါချင်းစာတွေရောက်လာတာလို့ဆိုတယ် အန်ဖေအမှုဆိုတာကိုရှားပါရဲ့အရာလို့မြင်နေတဲ့ကျွန်တော်တို့အတွက်အမြင်တစ်ခုပဲပြီးတော့တင်းအုပ်ဆရာကသူ့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုပါထည့်ပြောတယ်ကားရောက်ပြီးဘတ်စကာစီးခဲ့ရတဲ့ဘဝနဲ့ထိုင်းနိုင်ငံရဲ့ကျေ6ပွင့်ဟိုတယ်မှာတီးခွင့်ရတာလီစိတ် VIP lounge ဒီတုံးရတာညင်းငွေလာတဲ့အထိဖြစ်လာတာတွေပေါ့ဒါပေမဲ့သူကဒီအရာအလုံးကိုဒါတွေကမြေးစမ်းကြည့်ုံပဲလို့ထပ်တလဲလဲပြောတော့တယ် အဲ့ဒီဓာတွေကမြေစမ်းကြည့်ုံပဲဆိုတဲ့စကားကတိတ်အရေးကြီးတယ်ရှင်အဲ့ဒီစကားတာမပါရင်သူ့ရဲ့ဒေသနာကချမ်းသာကြွယ်ဝခြင်းကိုအားပေးတဲ့ prosperity gospel တရားလို့ဖြစ်သွားနိုင်တယ်ဒါပေမဲ့သူကအဲ့ဒီအရာတွေကိုဘန်းနိုင်ဖြစ်မတင်ပြဘူးဘန်းနိုင်စီသွားတဲ့လမ်းဘေးကမင်းလမ်းမမဘူးရှေ့မှာဒီတက်ကောင်းတာတွေအများကြီးရှိသေးတယ်လို့ပြနေတဲ့ဆိုင်းဘုတ်တစ်ခုအနေနဲ့ပဲတင်ပြသွားတာ ဟုတ်ကဲ့ဗျဒါပြင်ယေရှုဟာဆေးရဲတယ်ဆိုတဲ့အများလက်ခံထားတဲ့ပုံရိပ်ကိုလေသူကစမ်းစာနဲ့ပြန်လဲဖင်ခေါ်သွားတယ်နော် ဟုတ်ပါတယ်ပညာရှိ၃ပါးယူရတဲ့ယေတနာတွေအမျိုးသမီးတွေရဲ့ငွေကြေးထောက်ပံ့မှုတွေကိုထောက်ပြပြီးယေရှုဟာစင်ရဲမွဲတည်သူတယောက်မဟုတ်ဘူးလို့သူက YouTuber လုပ်သွားတယ်ဒီအချက်ကသူ့ရဲ့အဓိက argument ကိုပို့ခိုင်မာစေတယ်ပေါ့ဆိုလိုတာကဖျားသခင်ရဲ့နိုင်ငံတော်ဟာချို့တဲ့ချင်းစင်ရဲချင်းနဲ့မပတ်သက်ဘူးစီးစိမ်ချမ်းသာဖို့အတီရီနဲ့ပဲပတ်သက်တယ်ဒီဘဝမှာတော့အဲ့ဒီစီးစိမ်ချမ်းသာရဲ့အရင်အငွေကိုမြင်းစမ်းခွင့်ပေးရတယ်ဆိုတဲ့သဘောကိုတက်တည်ပြချင်တာ အားလုံးကိုခြုံလိုက်ရင်ဒီအတွေ့အကြုံအားလုံးဟာစရန်ငွေသားဖြစ်တယ်ဆိုတဲ့အဓိကအချက်ကိုပြန်ရောက်လာတယ်သူတုံးသွားတဲ့ကားဝေတွေဥပမာကရှင်းလွန်းလို့မမိလွယ်တယ်ဗျာဘတ်တန်တန်ကားတစ်စီအတွက်စရန်ငွေ9000ပဲပေးရသလိုပဲတဲ့စရန်ငွေနဲ့တကယ်တန်ဖိုးကဘယ်လိုမှနိုင်ရှင်လို့မရဘူး ကောင်းကင်အဲ့ဒီအချက်ကို APAT ဩဝါဒစာနဲ့ကိုးကားပြီးသက်ရှင်သောဝိညာဉ်တော်ကိုယ်တိုင်ကနောက်မှရမယ့်အမွေအတွက်အာမခံချက်စရန်ငွေဖြစ်တယ်လို့တရားဝင်တန်စိတ်ကပ်ပြလိုက်တယ်ဒီအတွေ့ကတော်တော်လေးအားရှိစေတယ်မဟုတ်လားရှင်ဒီနေ့ကိုရနေတဲ့ကောင်းကြီးတွေအတွေ့အကြုံတွေဝိညာဉ်တော်ရဲ့နှစ်သိမ့်မှုတွေကတော့ဒီလောက်ကောင်းနေရင်အဲ့ဓာတွေကအာမခံပေးထားတဲ့အမွေအနှစ်အပြည့်စုံကဘလောက်တောင်ကြီးကျယ်ခမ်းနားလိုက်မလဲဆိုပြီးတွေးစေလိုက်တာ ကောင်းကင်မုံကိုပါရီတို့ဗေနစ်တို့လိုလှပတဲ့မြို့ကြီးတွေနဲ့နိုင်ရှင်ထားတာဖုံးအသေးတွေနဲ့တောက်ပနေတဲ့ခိုခန္ဓာတွေရမယ်လို့ပြောထားတာတွေကအဲ့ဒီအမွေအနှစ်အပြည့်ဆိုတာကိုအတက်နိုင်ဆုံးမြင့်တောင်စ조사ပုံဖော်ပေးတာပဲဒီလိုကြီးမားတဲ့ဆုလောက်ကိုမျှော်လင့်ထားတဲ့သူအတွက်ပစ္စုပန်တာပေးဆက်ရမှုတွေကတင်းငင်သွားတယ်ဆိုတဲ့ message ကိုပေးချင်တာဖြစ်မယ်ညင် ပစ္စုပန်မှာပေးဆက်ဖို့ဝင်လေးတဲ့ဒီဒေသနာကအဲ့ဒီအနာဂတ်ရုပ်ပုံလာကိုအကြီးချေပြီးပက်ပက်သားသားပြပြလိုက်တာပစ္စုပန်မှာဘလောက်ပဲကောင်းတာခံစားရရဘလောက်ပဲဆိုးတာကြုံရရဒါတွေကအဆုံးသတ်မဟုတ်သေးဘူးဇာလန်းကအများကြီးကြံသေးတယ်ဆိုတဲ့မျှော်လင့်ချက်ကိုပေးတာပဲ ကဲဒီနေ့ဆွေးနွေးထက်တာတွေကိုအဆုံးသတ်အနေနဲ့ပြန်ချုပ်ရရင်ဒီဒေသနာရဲ့အဓိက message ကရှင်းပါတယ်ဗျာဒီကဘာပေါ်ကကောင်းတဲ့ຢာအားလုံးဟာတော့မလာမယ့်ຢာတွေအတွက်ယာတာခံမီစန်းချင်းဆံငွေများတာထစ်တယ် ဟုတ်ပါတယ်ဒါကြောင့်ဒီစင်ရငွေဆိုတဲ့အသိပညာကလက်ရှိဘဝရဲ့အကောက်အဆိုးတွေကြားမှာမျောမသွားစေပဲပိုကြီးမြတ်တဲ့ပန်းတိုင်တစ်ခုအတွက်မျောလင်းချက်နဲ့ဆက်လျှော့ဖို့တွန်းအားပေးတဲ့လောင်းစာတစ်ခုလိုပါပဲ ဒီဒေသနာရဲ့အဆုံးမှာသူပေးသွားတဲ့စကားတစ်ခုကတော့တော်တော်လေးစဉ်းစားစေလာဗျာသူရဲ့တတိပြောင်မြောက်မှုအတွက်စုတန်းစေရတဲ့စစ်သားတယောက်မှာအမှားရွတ်တွေအမြင်ရှိတတ်တဲ့ဒီစကားကနားထောင်သူတွေကိုပြန်ပြီးမေးဝန်းထုစေတယ်ကိုမျောလင်းနေတဲ့အဲ့ဒီဖုံးအသေးရည်နဲ့ပြည့်စုံတဲ့အမွေနဲ့အတွက်ကိုယ့်ဘဝမှာဘယ်လိုအမှားရွတ်မျိုးတွေထားခဲ့ဖို့အသိရှိပြီလဲဆိုတာကိုပေါ့ အဆုံးသတ်မှာအရန်ကောင်းတဲ့ reframe တစ်ခုပဲရှင်
အမာရွတ်ဆိုတာရှုံးနှင်းချင်းရဲ့အမှတ်သားမဟုတ်ပဲတိုက်ပွဲဝင်ခဲ့ခြင်းရဲ့တက်တည်ဂုံးပြူခံရခြင်းရဲ့အဖို့အခါဖြစ်တဲ့ဆိုတာအမြင်ကိုပေးသွားတာပဲကိုဘာတွေပေးဆက်ခဲ့ရလဲဆိုတာကိုတွေးပြီးနာကျင်နေမဲ့အစားအဲ့ဒီပေးဆက်မှုတွေကကိုယ့်အတွက်ဘယ်လောက်ကြီးမားတဲ့အရာကိုရယူပေးနေလဲဆိုတာကိုပြန်ဆင်ကျင်စေနိုင်ပါတယ်